အားလုံးပဲမင်္ဂလာပါခင်ဗျာအာပိုလို့ပြောလိုက်တာနဲ့ဒဝဲအာပိုကိုပြင်းမြင့်မိတဲ့အထိအုံနုနဲ့ငွေလေးနဲ့အရသာအရန်ရှိတဲ့ကျွန်တော်တို့ဒဝဲအာပိုပြုလို့နေလေးကိုဝေမျှပေးခြင်းပါတယ်ခင်ဗျာပါဝါပစ္စည်းတွေကလည်းရွှေ့ရှိပြီးတော့အရသာလည်းအရန်ရှိတာမို့ကျွန်တော်နဲ့တူလက်ကြပါခင်ဗျာပါဝါပစ္စည်းတွေကတော့ဆန်မုတ်ကြက်ဥတကြားဆာဘရစ်ကင်ပေါဒါအုံနုတို့ဖြစ်ပါတယ်ခင်ဗျာပါရမဆုံးမိုးအနှိမ့်ဖြော်ဖို့အတွက်ဆန်မုတ်ကိုနိုးစီပူနဲ့ပူတဝက်ထည့်ပါမယ်ပြီးရင်ဆာနဲ့ငယ်ကြက်ဥလေးတစ်လုံးကိုလည်းဖောက်ထည့်ပေးပါမယ်ခင်ဗျာပြီးတော့ breaking powder လေးကိုလည်းနဲ့ငယ်ရေကိုကနိုးစီပူနဲ့တပူထည့်ပေးပါမယ်ခင်ဗျာပြီးရင်တမအောင်ငွေပေးလိုက်ပါမယ်ဒီလိုတမသွားပြီဆိုရင်မိုးအနှိမ့်ကြီးလေးကိုရပါပြီခင်ဗျာပြီးရင်အုံနို့အနှိမ့်လေးဖြော်ဖို့အတွက်အုံနို့နိုးစီပူနဲ့တပူထဲကိုဆာနဲ့ငယ်တကြောကူကထမင်းစားစောနဲ့နှစောထည့်ပေးပါမယ်ခင်ဗျာပြီးရင်တမအောင်ဖြော်ပေးလိုက်ပါမယ်ခင်ဗျာကဲမိုးအနှိမ့်လေးရောအုံနို့အနှိမ့်လေးရောရပြီဆိုတော့တဝဲအောက်ပိုးလေးကိုစားပြီးတော့ပြုလုပ်ပါမယ်ပါရမဆုံးမီနည်းနည်းလေးပေါ်မှာအုပ်ဖူအရင်တင်ပြီးတော့အုပ်ဖူလာတာနဲ့အိုမကက်အောင်စီလီနဲ့ငယ်ကိုတိုးပေးပါမယ်ပြီးတော့အုပ်ဖူထဲကိုမိုးနီရီလေးထည့်ပြီးဘေးကာလေးရအောင်ဒီလိုလေးလှည့်ပေးပါမယ်ပြီးရင်ဖြော်ထားတဲ့အုံနို့ရီလေးတစ်စောကိုအလဲမှကျန်နေတဲ့မိုးနှိထဲကိုထည့်ပေးလိုက်ပါမယ်ပြီးတော့အပေါ်မီလေးကိုတည်ပြီး10မိနစ်လောက်ပေါက်ထားပေးရပါမယ်ခင်ဗျာကဲ10မိနစ်ပြည့်ပြီဆိုတာနဲ့အုံနုနဲ့ငွေလေးကိုမှချိုးစိတ်ငွေပြီးအရသာရန်ရှိတဲ့တဝဲအောက်ဖိုးလေးကိုရရှိပါပြီခင်ဗျာကျွန်တော်တို့တဝဲအောက်ဖိုးကိုပြုလုပ်တဲ့အခါမှာအရေးကြီးဆုံးကမီးပူချေပါမီးအရန်ပြေးလို့မရပါဘူးခင်ဗျာကျွန်တော်မှရှိတဲ့မိဖို့ကအရန်ကြည့်ပြီးမိရဲ့အပူချေကအိုးတစ်ခုလိုကိုဓာတ်ရိုက်ထိနေတာမို့အကာကကျက်မြန်ပြီးအနှိကကျက်ဖို့အနေငယ်လိုနေပါတယ်ခင်ဗျာဒါကြောင့်လည်းကျွန်တော်တို့တဝက်ဒေသမှာဆိုရင်မိဖို့အသေးလေးတွေကိုတိုးလေးရှိကြပါတယ်မိဖို့သေးလေးတွေကိုသုံးမှနှစ်နှစ်ကောက်ကိုပို့ပြီးတော့အကျဉ်းကြီးစေပါတယ်ခင်ဗျာအဘိုးရဲ့မူရင်ကအေဒီယာလာတဲ့ဆိုပေမဲ့နေရဒေသကိုလိုက်ပြီးပြုလို့နီလေးတွေထဲတဲ့အချိုစားလေးတွေကွာသွားလေးရှိကြပါတယ်ခင်ဗျာကျွန်တော်တို့ဒဝဲဒေသကအိုသီးလှက်လိုက်ပေါ်တဲ့ဒေသမို့ဒဝဲအဘိုးရဲ့ရတာကအုံနို့အနှင်းပြည့်နဲ့အစိဖက်ကိုပို့သွားပါတယ်ခင်ဗျာကဲစားကြပါခင်ဗျာလိုအပ်ကိုလေနူအီးနေရောပါပဲခင်ဗျာရဆုံးအရသာလေးကျွန်တော်လိုအပ်ကိုချိုစိတ်ပြင်းနှိမ့်နေရောပါပဲခင်ဗျာကောင်းနေပဲကဲမအလဲမှာအနှိမ့်တွေပါခင်ဗျာကဲဒါဆိုရင်ဒီနေ့လေးတိုင်းတဝက်အပိုကိုအီမော်လက်တကူလိုက်ပြီးတော့လို့စားလို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ရပါခင်ဗျာ